ကျွန်တော် dash ပါဒီနေ့မှာကျွန်တော် super hero power တွေရွေးပြီးတော့အဲ့ power တွေနဲ့ပဲ tower ခက်ခဲတွေကိုတက်သွားမှာဖြစ်ပါတယ်ဒီဘောင်းကဆော့မှာပါဒုက္ခreward တွေပဲပြီးနေ speed ဝိုင်းဆိုတော့ဆော့ပက်တာကဲဖိုးကောင်ဒီဘက်ကိုတက်အော်ဒါရောက်ချီကုန်လား okay ပါဟုတ်တယ်ဟိုလက်ပြပါကွာဒါနဲ့သွားကြည့်လိုက်ဘာထူးလဲ okay ဟာ hero ရွေးရမယ့်တကောင်တော့လွတ်သွားရော okay ပါလွတ်ပါစေကွာထားလိုက်တော့ကဲ black widow နဲ့ captain america ဒါဘာသုံးလား black widow ဒိုင်းကြိုက်တာမဟုတ်လားစိုက်ဖို့ကြီးကြလာပဲကြည့်ဦးစောက်ဘောကွာ no ဟာစိုက်ဖို့ကြီးအစင်မပြေဘောကွာဒါဟိုဟာနဲ့မှမတူဘူး black widow ကခုံပြန်ကြော်လွားနိုင်ရမယ့်ကိစ္စဘလို့ဖြစ်ပြီးတော့လေစာကြီးနဲ့ပြစ်နေရတော့စားပြီရပြီ okay easy ဒါပေမဲ့ခူးတော့မဖြစ်ဘူးနော် easy ချက်တော့ပြစ်လို့ရဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဘယ်ကိုတားခတ်ချိန်ပြရမှာတော့မသိဘူးပြစ်ကြည့်ဟောရောက်တော့ okay ရပြီ black panther လက်ပြတ်ပါကွာတော်ပြီကွာစိတ်ညစ်သွား invisible woman နဲ့ငါဘာလို့မိမကြီးယူနေရတေးတာပါပဲကွာဘာမှလည်းမထူးကဲ black panther လို့ခုံကြည့်ဟုတ်တယ်အဲ့ဒီကွာတော့မိုက်တယ်အဝေးခုံတယ်လို့တော့မြင့်တော့မရဘူးကွာရှေ့ပဲရောက်တာဒါရရစင်ပြေလီစင်မပြေဘူး okay ရပြီအမှန်တကယ်တော့ straight ဆိုရင်တော့ပို့ပြီးအဆင်ပြေမလားမသိဘူးကွာနှမျောလိုက်တာဒီလိုစိတ်ညစ်တဲ့အခါဘာလို့လမ်းခုံလိုက်ပြီးသွားပြီဒါတီကွာရှာကြော်လို့ဒါရပျောက်မှထင်တယ်ပျောက်တော့ဗောဝါဆရာကြီး Spider-Man ပေါ့မလားမသိရပြီပါလာဝါချာခုံလား oh yes okay ကျွေးရတော့ပါမယ် flash နဲ့တော့ကပြင်တိုက်ခိုက်တဲ့ဟာများဖြစ်မလားတော့ဘယ်ခွင့်ငါဟိုဖိုင်းနာမသိဘူးMarvel fan နဲ့တူပါစက္ကန့်20လောက်ကြာငါ Marvel fan ထင်ပါတယ်ကွာဟုတ်တယ်မင်းMarvel ကောင်းနေကြီးရော DC ကိုမကြည့်ပါသေးဘူးရောခုံလိုက်တော့ yes sir တက်ခေါ်မငါတိုက်ခိုက်ရေးကြည့်ပဲမလေးတော်သေးတာပေါ့ကွာလက်ပြတ်ပါX-Men ပါတယ်ရောရပြီဒါကြီးကစိတ်ညစ်ဖို့ကောင်းokay Iron Man ပါလာပဲ bro Iron Man တော့မရတော့ဘူးထင်တယ်ငါထင်တော့ရှိသလိုဖြစ်သွားအစဆုံးပြီးတော့ Iron Man ကြော okay X-Men နဲ့ Loki တဲ့ X-Men နဲ့ Wolverine Loki ကွာLoki ကဘာမှသုံးမရဘူးလား Loki ကဘာသုံးရတော့ရှိတယ်မှာတူလည်းမတူ Loki ကသုံးမရဘူးရောဘယ်လိုသုံးရလဲဟိုတရားရောက်ရှိရနေရအောင်မလေးတော်သေးပါ Black Panther လေးကဲလို့ပါ ဆိုပါငါရွေးရမှန်လား Invisible ကတော့တိုက်ခိုက်တဲ့ကောင်လေးလာရင်တော့ငါချောင်ရမယ်ဒါပါကြီးလေဟာ okay ယော Iron Man ပါတယ်လို့ Iron Man လိုက်ရှာရအောင်မယ်Iron Man နဲ့ Spider-Man နဲ့ bro Iron Man and Spider-Man လက်ပြောကိုပြောက်တာမဟုတ်ဘူးလို့ Iron Man yes ပြီးသွားပြီလား bro Iron Man ရဲ့ကျွတ်စင်ကြီးမှာကွာ bro ပြီးသွားပြီလေ Iron Man ကြီးအရင်လွယ်နေသလားလို့ဟဲ့ဟဲ့ bro တစောင်းကြီးကွာပြန်တော့လေငါကြီးတစောင်းကြီးတော့ပြန်နေလေကွာငါ hero ရအကုန်ယူပြီးသွားပြီငါကွာတော့မသုံးလိုက်ရ Loki power ဘယ်လိုသုံးတာလဲမသိဘူးဟုတ်တယ်ငါထင်တိုင်းပဲ position change လိုက်တာ yes ငါထင်တဲ့အတိုင်းပဲဒီကောင်စတော့ရလာဒီကောင်ရသွားပြီကွာ Loki power အဝေးရောက်လာလိုက်တော့ပြီးလို့ရတယ်ရောက်နေလိုက်တော့ပြီးလို့ရတယ်ဘူးကြကြတယ်ကြာလည်းမကြောက်ဒီတော့ကိုဖျောက်လိုက်မယ်ကိုဖျောက်ပြီးတော့ပြစ်ရမယ်လက်ကမပြောက်ဘူးပဲတေးလည်းမသိကွာမင်းခုတ်ပြီးတော့ငါတွေ့မင်းနဲ့ကအော်ကြီးပြောင်းသွားအလဲတယ်သူပေါ့မင်းကပြစ်တယ်နော်မင်းဒုက္ခရောက်မှမသိဘူးနော်ကိစ္စမရှိဘူးညီလေးတို့ကိစ္စမရှိဘူးကိုကြီးလဲကြညီတို့မငိုနဲ့နော်ရှော့ရပြစ်နေပြီဟာဒုက္ခပါပဲတော့ပြင်းလား
ငါပြစ်ရှင်သူကသူကြောက်ငါလည်းပါမလို့ထားလိုက်ပါပေါ်ပြန်တက်တော့မယ်အဲ့တော့မရတယ်ကြိုက်ဘူးဗျโอเคဒီမှာပါရရရှိတယ်ဆိုတော့ဘာမှရရမရှိဘူးကဲသွားကြည့်အောင်ချမ်းဟိုဒါအစပြန်စသွားတာအော် Black Panther โอเคက Spider-Man တော့ပြန်ယူလို့ရတယ်ဒီကကျတော့ဟော့ယူမယ် Invisible 3စားမြောက်ဟော့ပြောင်းမယ်လေမြင်ရတယ်โอเคဂျမ်မီတော့လည်းကောင်းပါတယ်တိုက်ခိုက်လို့မရဘူးကွာဒီကောင်ကြီးเนี่ยကြီးလို့ကြီးโอเคပြန်ပြောင်းသွားပြီလေတွေ့ဟုတ်တယ်လေဆာထက်ဆိုင်ဒီကပရီမီဒီကဟာရွေးကြည့်လိုက်โอเคဒိုင်းကာကြီးနဲ့โอเคသူများရတော့ပြုတ်ကြနေငါတော့အဆင်ပြေဆုံးအဲ့ Iron Man ကအဆင်ပြေရဆိုပြီး Spider-Man ရွေးကြည့် Spider-Man လည်းမိုက်တယ်သိရမလားဒါတိုက်ခိုက်ရတဲ့နဲ့ကပရီမီဒီကရဲ့ပါဝါလဲတာပဲရှိရလေသိရမလားဒိုင်းနဲ့ပဲဖြစ်လို့ရတဲ့နဲ့ဟိုက Strange တွေကဒီမှာလုံးလုံးထင်ပါတယ်Doctor Strange ပြောင်းမယ်Doctor Strange ကဘယ်လိုဖြစ်သွားမလဲ Okay Doctor Strange ပါကြီးတယ်အဝိုင်းရပါဝါပြရလားကိုနေရာရွှေ့တာလေဗျာနေရာရွှေ့ရပါလေအေးပါကွာDoctor Strange ရဲ့Doctor Strange ကို nap တာကွာDoctor Strange ကမင်းကလေတခြားကဘာတွေပါသွားလို့ရတဲ့ကိစ္စဒီမှာကျတော့ဒီဆက်ဝိုင်းလေးပဲသွားလို့ရတော့မိုက်ဘူးလေကွာSuperman လည်းပေါ့ကွာBatmanလည်းပေါ့ဒီမှာSupermanနဲ့Batmanတော့Batmanပါအောင်မရှိဒါပေမဲ့Batmanဒီမှာကျတော့သူ့ grab hold သုံးလို့ရအောင်ပါBatmanဆိုတော့မင်းမီကလောThor နဲ့ Flash ရွေးလိုက်ပါပြီ Oh my day စောင်းရမ်းဆိုးတယ်ကွာအဲ့ဒါကြီး Flash ကတားမြန်နေပါဆိုလို့နည်းနည်းလေးခဏစောင့်တော့ Okay ဟုတ်တယ်မြန်တာပေါ့ရွှင် Okay ဘယ်လောက်ကြာပြေးပါတော့ဟိုကောင်လည်းမြန်နေဟာဝါ Wolverine ရွေးရမလား Spider-Man ရွေးရမလားဆိုတော့အိုးတော်သေးရပါနေပါဟာထားရပါလားဒီကောင်နဲ့ထားဖို့နဲ့တယ်ဟာလိုကီကပို့ပြီးတော့ဒုက္ခပေးလို့ရဒါပေမဲ့တော့ဘိုက်ကွာသူများဒုက္ခပေးတော့ပေါ့ဒုက္ခပေးရတယ်များဒါဒီကောင်ငါကွာလို့ Black Panther လို့သွားမလားထင်နေရကွာဟုတ်တယ်ဒါပိုကောင်းတယ်အေးတော့ခုတ်မယ်ဆိုတော့ရက်ကုန်တော့X-Man နဲ့သိနေX-Man တော့ Wolverine မော့ကွာမင်းတို့လုတ်ပြန်ပြီကွာမင်းတက်ပုံမြန်လို့လူလုံးကုံတော့မယ်Captain America is the best bro ကောင်ပြုတ်ကြသွားတာ Damn bro ကျန်နေဟာဟိုကပြေးလို့ရဟိုပဲမဟုတ်Doctor Strange ရှိတယ် AC ပေါ်တယ်လို့ရ AC Doctor Strange ယူထားဆိုတော့ခေါ်ရတာအဆင်မပြေ Doctor Strange နဲ့ခုံပါမယ်ရော့ခေါ်ခန့်အောင်ပါeasy Doctor Strange ဒီအမလီချက်သိနေပါထား Okay Spider Hello my Flash ဒီပဲ Flash ကဲ finally ပြန်ရလို့လာပါပြီဒီကအဲ့လောကမခုံတော့ခုံတော့သားရအားမဖြစ်ဘူးတက်ကိုညံဆောင်ဟုတ်တယ်မလားတက်ကိုညံဆောင်တယ်အားကြောင့်တက်တူမခံတော့စိတ်ညစ်မခံတော့တော်ပြီလောက်ဆိုတော့ပြီတိခံနေရ300လောက်ရှိနေကြာဒါဒီနေရာကိုရောက်ဖို့တော့ Spider-Man ဖြစ်ဖို့တော့တော်တိုင်ပတ်တယ် Spider-Man တော့ခုတော့စဖြစ်ပါပြီသိရမလား Spider-Man ဖြစ်ပြီငါကောင်းတယ် Spider-Man ဖြစ်ပြီကွာတေးပြီကွာ Spider-Man ဟာလားကဲ Spider-Man ဘယ်လိုလုပ်လို့လဲ Okay Spider-Man ဘယ်လိုကြီးလဲဟာဟုတ်ပါ Spider-Man နောက်ဆုံးနော်ဟုတ်တယ် Spider-Man နောက်ဆုံးပြီးသွားပြီနှစ်ခါတော့ပြီးသွားပြီလိုရအောင်လားTree Yes sir Yes sir
Spider-Man နဲ့ဖြစ်ပြီး Wolverine နဲ့ဖြစ်ပြီး Flash နဲ့ဖြစ်ပြီး hero ပေါင်းစုံကင်ပြီးသွားပြီဆိုတော့ဒီနေ့ video ဒီမှာပဲဆုံးသက်လိုက်ပါမယ်နောက်ထပ် video မှာပြန်တွေ့ပါမယ်ဆိုတော့ bye bye ပါ